သူမ၏အဲဆိုင်မှာနှက်ညံချို့ယွင်းမှုယောဂဝေဒနာခံစားနေရသောမိခင်ကိုပြုစုစောင့်ရှောက်ရန်အတွက်ထိုမိန်းကလေးငယ်သည်ဝမ်းပိုက်ဖြစ်တင်ရန်ဖျဲသီးကုန်များကိုနေ့စဉ်လိုက်လံကောက်ယူခဲ့ရရှာသည်အမျိုးသားတဦးသည်ထိုမိန်းကလေး၏ဒုက္ခကိုတနာကရုဏာတတ်သဖြင့်သူမစားရန်အမဲသားမုတ်ဒီခါဒီတစ်ခုပေးခဲ့၏လိမ္မာတိတနာသောထိုမိန်းကလေးသည်သူမကိုယ်တိုင်မှမူကြံ့ကျွင်းသောဖျဲသီးကုန်များကိုသာစားပြီးထိုမုတ်ကိုမိခင်ဖြစ်သူထံသို့ချက်ချင်းပင်ပေးလိုက်လေသည်ဤမြင်ကွင်းကိုဖြတ်တန်းသွားသောဆရာတဦးကမြင်တွေ့သွားခဲ့သည်သူသည်မိန်းကလေးကိုကူညီရန်ကားပေါ်မှချက်ချင်းဆင်းလာခဲ့၏မိခင်ဖြစ်သူသည်ထိုဆရာကိုမြင်လိုက်ရသောအခါပြင်းထန်သောရင်းနှီးမှုဝေဒနာကိုခံစားလိုက်ရသည်ထိုဆရာသည်လည်းမိမိရှိမှအမျိုးသမီးမှာမိမိ၏ချစ်လှစွာသောဇနီးတွေဖြစ်နေလိမ့်မည်ဟုလုံးဝအိမ်မက်ပင်မမက်ခဲ့ဘူးပေတကယ်တော့လွန်ခဲ့သော9နှစ်ကထိုမျိုးသားသည်ပြင်းထန်သောယောဂဝေဒနာကိုခံစားခဲ့ရဘူးသည်သူ၏ဇနီးဒီမှာသူ၏ယောဂကိုကုသရန်အတွက်တစ်နေ့လျင်အချိန်ပိုင်းအလုပ်များစွာကိုလုပ်ကိုင်ခဲ့ရသည်တစ်နေ့တွင်ဆရာဝန်ကသူ၏အသက်ကိုကယ်တင်နိုင်မည့်တခုတည်းသောနည်းလမ်းမှာရိုးတွင်းချင်းစီအစားထိုးကုသခြင်းသာဖြစ်သည်ဟုပြောကြားခဲ့သည်ဆေးရုံပတင်ပေါ်တွင်လဲလျောင်းနေသောအမျိုးသားကိုကြည့်ရင်ဇနီးဖြစ်သူမှအလွန်မင်းတနာကရုဏာတက်သွားကသူမ၏ကိုယ်ပိုင်ရိုးတွင်းချင်းစီကိုလှူဒန်းရန်ဆုံးဖြတ်ခဲ့သည်သူမသည်မချိမဆန့်ဝေဒနာကိုအန်ကျိတ်ခံခဲ့ရရှာသည်အမျိုးသားနိုးလာသောအခါတွင်မူဆရာဝန်ကသူ့အားဇနီးသည်ဆုံးပါသွားပြီဟုလိန်ညာပြောဆိုခဲ့သည်ထိုချိန်မှစ၍အမျိုးသားမှာနောင်တနှင့်ပြည့်ရှိစိတ်များဖြင့်ရှင်သန်နေခဲ့ရသည်သို့တော်သူ၏ဇနီးသည်မှာအသက်ရှင်နေုံသာမကသူ့အတွက်ချစ်စရာကောင်းသောသမီးလေးတစ်ယောက်ကိုပင်မွေးဖွားပေးခဲ့သည်ကိုသူလုံးဝမသိရှိခဲ့ပေထိုစဉ်ကခွဲစိတ်မှုကြောင့်အမျိုးသမီးမှာမိမိကိုယ်ကိုဂရုစိုက်နိုင်စွမ်းဆောင်ရည်လုံးဝဆုံးရှုံးသွားခဲ့ရသည်သူတို့သားမိသည်နေ့စဉ်အမိုက်ကောက်ကအသက်မွေးဝမ်းကြောင်းပြုခဲ့ကြရသည်ယနေ့တွင်သူတို့မထင်မှတ်ပဲပြန်လည်ဆုံတွေ့ခဲ့ကြတော့လေအမျိုးသားသည်သူ၏ဇနီးကိုမမှတ်မိတော့ပေသူသည်သူမအားအလှူဒန်းလုပ်သည့်သဘောဖြင့်ပတ်စံတစ်ထပ်ကိုပြစ်ပေးခဲ့သည်အမျိုးသမီးသည်အသိစိတ်၏စေခိုင်းမှုဖြင့်မြေပြင်ပေါ်မှပတ်စံများကိုလိုက်လံကောက်ယူခဲ့သည်ဒီလောဘကြီးဟန်ရှိသောမြင်ကွင်းကိုမြင်လိုက်ရသောအခါအမျိုးသားကဤအမျိုးသမီးမှာလူလိမ်တဦးသာဖြစ်သည်ဟုကောက်ချက်ချလိုက်ပါတော့သည်သူတို့နှစ်ဦးတယောက်ကိုတယောက်ပြန်လည်မှတ်မိသွားကြပါဦးမလား